လူကမြောက်ကနေစဉ်းသက်လာလို့ပြောရင်များစုကတိတ်ဆန်ယုံနဲ့မြောက်တွေကိုပဲတွားပြီးတော့မြင်ကြတယ်တကယ်လူတွေကအမီးပါတဲ့မြောက်တွေကနေစဉ်းသက်လာတာမဟုတ်ဘဲနဲ့အမီးမပါတဲ့မြောက်ဝင်နေတနည်းအားဖြင့်ကျွန်တော် grade 8လို့ခေါ်တဲ့မြောက်ဝင်ကြီးတွေကနေစဉ်းသက်လာတာပိုပြီးတင်းရပြောရရင်ကျွန်တော်လူသားတွေကိုယ်တိုင်က primate လို့ခေါ်တဲ့ဒီမြောက်မျိုးစင်တွေမှာပါဝင်နေတယ်ပဲဖြစ်ပါတယ်တဲ့ပညာရှင်တွေကလူနဲ့မြောက်ဝင်နေမျိုးတော်တယ်ဆိုတာကိုဘယ်လိုမျိုးစတင်သိချမိခဲ့လဲကျွန်တော်ဒီနေ့မှာအချက်၃ချက်နဲ့ရှင်းပြပေးရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ create plan မှာကြိုးလို့ပါပထမဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်ရုပ်ပိုင်းဆိုင်ရာဆင်းနေမှုပါ19ရာစုလောက်မှာချားတာဝင်ကနေပြီးတော့လူနဲ့မြောက်ဝင်နေရဲ့ပြတ်သားတွေနဲ့ကိုရင်းအင်္ဂါတွေဒီဆောက်ပုံတွေကအဟောစရာကောင်းအောင်တူညီနေတာကိုသိထားမိခဲ့ပါဥပမာအဖြစ်လေးလုံးတောင်မှန်နဲ့ငှက်တောင်မှန်ကပြန်တမ်းမှု3နာရီတူပေမဲ့တွင်းပိုင်းဒီဆောက်ပုံတွေကမတူအောင်ဒါပေမဲ့လူနဲ့မြောက်ဝင်ရဲ့အယိုးတွင်းပိုင်းဒီဆောက်ပုံတွေကကြတော့ကျွန်တော်ဘလူးပရင့်တစ်ခုတည်းကနေထွက်လာတဲ့မျိုးတူညီနေတာကိုတွေ့ရှိရပါတယ်ဒါကိုကျွန်တော်သိပ္ပံမှာ homology လို့ခေါ်ပြီးတော့တိုက်ဆိုင်မှုတစ်ခုကြောင့်မဟုတ်ဘဲနဲ့ဘုံဘိုးဘေးတူတွေကနေစဉ်းသက်လာတာကြောင့်ဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ညီကြီးတွေကတူဝယ်ရရှိတဲ့ကြောက်ဖြုတ်ရုပ်ကျွင်းတွေလွန်ခဲ့တဲ့နှစ်9တန်းလောက်ကရှင်သန်ခဲ့တဲ့စိုင်ဟီလန်တောပတ်ရုပ်ကျွင်းကိုကြည့်ရင်သူ့ရဲ့ကြောရိုးနဲ့ဆက်ပြီးတဲ့ဥကောင်းခွန်ရဲ့ပေါက်တာမြောက်တွေလိုမျိုးအနောက်ဘက်မှာရှိမနေဘဲနဲ့လူတွေလိုမျိုးအောက်ဘက်ကိုရောက်လာတာကိုတွေ့ရပါတယ်ဒါမတည့်ရဲ့လမ်းလျှောက်ဖို့ပြင်ဆင်လာတဲ့တက်တွေပါကျွန်တော်နောက်ထပ်နာမည်ကြီးလူစီရုပ်ကျွင်းကိုကြည့်မယ်ဆိုရင်လည်းလူလိုမျိုးလမ်းလျှောက်နိုင်တဲ့တင်မစုံရိုးတွေရှိနေပေမဲ့မြောက်လိုမျိုးကျွန်တော်သိမဲ့တက်နိုင်တဲ့လက်ဝါးရိုးတွေရှိနေပါသေးတယ်ဒါကမြောက်ကနေပြီးတော့လူအဖြစ်ကိုကူးပြောင်းမှုကြိုးစားတဲ့ဂျာကာလာတွေတကယ်ရှိခဲ့ရဆိုတဲ့တက်တွေပါတိကျဆုံးနဲ့အသေးချာဆုံးတက်တွေကတော့ DNA ပါလူနဲ့ချမ်ပန်စီတွေရဲ့ DNA က98%ကျော်လောက်တူညီနေတာတွေ့ရပါတယ်ဒါနဲ့ပို့ပြီးတော့တေချာတာကတော့ခရိုမိုဆိုးပါမြောက်ဝင်ကြီးတွေမှာခရိုမိုဆိုးအရေအတွက်24ခုရှိပြီးတော့လူတွေမှာကျွန်တော်ခရိုမိုဆိုးအရေအတွက်23ခုပဲရှိတယ်ဒါကိုသိပ္ပံပညာရှင်တွေကလေ့လာကြည့်တဲ့အခါမှာကျွန်တော်လူတွေရဲ့ဒုတိယမြောက်ခရိုမိုဆိုးကမြောက်ဝင်ကြီးစီကခရိုမိုဆိုးနှစ်ခုထိတ်တိုက်ပြီးတော့ပေါင်းဆက်သွားတာနေဖြစ်ပေါ်လာတာသိရပါဒါကျွန်တော်တို့ရဲ့သမိုင်းထဲမှာမှတ်တမ်းတင်ထားတဲ့တိကျတဲ့တက်တွေတစ်ခုပါလွန်ခဲ့တဲ့နှစ်ပေါင်းတန်းချီဟာဘုံဘိုးဘေးတူတွေကနေပြီးတော့ပတ်ဝန်းကျင်အခြေအနေကတစုကလူဖြစ်လာပြီးကျန်တဲ့စုတွေကချမ်ပန်စီဂေါ်ရီလာစသဖြင့်ခွဲထွက်သွားကြတာပါမိဘတူတွေကနေပြီးတော့မွေးထွက်လာတဲ့ညီကိုတွေလို့မတူညီတဲ့ဘဝလမ်းကြောင်းတွေရှိရတယ်လို့ပါပဲဆုံးသက်ရရင်စင်ငယ်ပြောင်းလဲခြင်းဆိုတာကဆုံးမရှိတဲ့ခီးစဉ်တစ်ခုကျောင်းလူသားတွေကဒီဘဝအောင်မှာရှိတဲ့တက်ရှိတွေနဲ့နည်းနည်းချင်ဆက်နွယ်နေတဲ့ဘာဝရဲ့အစိတ်ပိုင်းတစ်ခုပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်လိုက်ရဖို့လေးလို့တော့ပြီးပါ